ဖျားတောက်တော်ကြီးတောက်ပါဖျားတောက်တော်ကြီးအစွမ်းတကယ်ထူးပါတယ်ဖျားတောက်တော်ကြီးကတ်ပြီးတဲ့အခါဘေးစင်နဲ့ဒါမှမဟုတ်အင်ရှိတစ်ဆက်မီကိုဗျမ်းကနေတူချလိုက်ပါတယ်အေးလိုမလုပ်ပါနဲ့စွန့်ပြီးတောက်ကောင်းပါတယ်ဖျားတောက်တော်ကြီးတောက်ရင်ရရှိလာမယ့်အကျိုးကျေးဇူးများကိုကောင်းမြတ် channel page မှာတင်ဆက်ပေးပါမယ်ဖျားရှင်ကိုတော်မြတ်ကိုရိုးရိုးသေးသေးနဲ့ကြည်လင်တန့်ရှင်းသောတောက်တော်ကြီးတစ်ခွက်နှစ်ခွက်သုံးခွက်ကိုအစဉ်ပြေသလိုကတ်နိုင်ပါတယ်ဂုံတော်ပွားပါပရိတ်ပဋ္ဌာန်းပူဇော်ပါကိုဖြောသမျှကိုတစ်ဖက်လူနားထောင်စေတဲ့အစွမ်းရခြင်းနဲ့ဆိုအုံဘုဒ္ဓဆက်အုံဓမ္မဆက်အုံတန်ခါဆက်ဗြဟ္မဆက်ဒေဝဆက်ယက္ခဆက်မာတာပိတုဆက်အာစရိယဆက်အာဆက်ရှာဆက်ထက်เสียထက်လို့သုံးခေါက်ရွတ်ဖက်ပူဇော်ပါဖျားရှင်ဘုံပေးပြီးလောက်ပြီးအချိန်ကိုမှန်းစား၍ပြန်စွန့်ပြီးတခြားခွက်ထဲလဲပြီးတောက်ပါဒါမှမဟုတ်ရေတံဘူးခဲ့တဲ့ရေအိုးထဲပြန်ထည့်ပြီးတောက်ပါရရှိမိအကျိုးတရားများကတော့မှတ်ဉဏ်အလွန်ကောင်းပါတယ်